လောကသားတို့အတွက်မြတ်ဗုဒ္ဓဤကြိုးပမ်းချက်အပိုင်း38မြတ်စွာဘုရားဟာလောကအလယ်မှာပွင့်ထွန်းပေါ်ပေါက်လာပြီးတဲ့နောက်လောကသားတွေအပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတဲ့တဏှာဒေါသကင်းဝေးပြီးတော့လောကသားတို့ရဲ့အကျိုးစီးပွားကိုအကျဉ်းနာတရားပညာတရားဖြင့်စဉ်းစားပြီးအကျိုးရှိရာရှိချောင်းဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကမြတ်စွာဘုရားပွင့်တော်မူခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့လူနေမှုစနစ်ဟာလူသားတွေရဲ့ခွဲခြားဆက်ဆံမှုလူသားအချင်းချင်းခွဲခြားဆက်ဆံမှုဆိုတာတွေအလွန်ကြီးမားခဲ့တာဖြစ်တယ်။ခဏထီအောင်ပဲခွဲခြားဆက်ဆံမှုဆိုတဲ့ caste system ဆိုတာအိန္ဒိယနိုင်ငံမှာရှိနေတော့မှရှိတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2600ကအလွန်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတဲ့ဇက်ခွဲခြားမှုစနစ်ကြီးကိုမြတ်စွာဘုရားကဥဆောင်ပြီးတော့မမှန်ကန်တဲ့အယူဆတစ်ခုလူလောကကြီးမှာပျောက်ကွယ်သွားအောင်မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိအောင်ကြိုးပမ်းအထောက်တော်မူခဲ့တာသို့တော်လည်းမြတ်စွာဘုရားရဲ့ကြိုးပမ်းမှုကြောင့်အောင်မြင်မှုရသလောက်ရတော်လည်းပဲလူသားတွေရဲ့ဒီခေါင်းမာမှုအယိုးဆွဲနေမှုဆိုတဲ့အစွဲလန်းတွေဟာပျောက်ပြယ်ပြီးတော့မသွားဘူးသူတော်ကောင်းတရားဆိုဒီမှာရံခါပေါ်လာတတ်တဲ့အလင်းရောင်ကလေးများသာဖြစ်ပြီးလောကလူသားတွေဟာအမှောင်ထဲနေကြအမှောင်ထဲပဲပြန်ရောက်ပြီးတော့သွားကြတာပဲဒါကြောင့်မို့လောကကြီးထဲမှာဖျားပွင့်တယ်ဆိုတဲ့အချိန်လေးဟာအမှန်သိရတဲ့အချိန်လေးဟာအလွန်ကိုတူတောင်းလာတဲ့အချိန်ပိုင်းကလေးများသာဖြစ်တယ်နော်အဲ့ဒီအချိန်လေးမှာအမှန်တရားသိပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရှောင်လန်းသွားကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးချမ်းသာရပြီးနောက်ဆုံးမှာဘဝလွတ်မြောက်သည့်အထိအောင်ရောက်ရှိပြီးသွားကြတယ်တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်ဒေသတစ်ခုနဲ့တစ်ခုလူနေမှုစနစ်ဟာတူညီမှုမရှိကြဘူးမြန်မာနိုင်ငံကလူတွေအနေနဲ့ကြည့်မယ်ဆိုရင်ဇက်ခွဲခြားမှုစနစ်ဆိုတာမြန်မာမှာမရှိသည့်အတွက်ကြောင့်သိပြီးတော့ခံစားနားလည်ဖို့သိမရှိဘူးပေါ့အိန္ဒိယနိုင်ငံမှာသို့မဟုတ်အိန္ဒိယနဲ့နီးတဲ့သီရိလင်္ကာနိုင်ငံတို့မှာဇက်ခွဲခြားမှုစနစ်ဟာအလွန်ကြီးမားတယ်ထိုခေတ်ကမြတ်စွာဘုရားလက်ထက်မှာလူကိုအဆင့်တန်းခွဲထားတာအကျမ်းမြင်အဖြစ်ပြောမယ်ဆိုရင်၄မျိုးရှိတယ်ပေါ့ခတ္တိယဗျမနဝိတ္တသုဒ္ဓလို့ဇက်ခွဲခြားမှုစနစ်ခဏခေတ်မှာတည်တဲ့တောင်မှပဲများပေါ်ရာရှိတယ်ပေါ့ခတ္တိယဆိုတာလက်နဲ့ဆွဲကင်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီအဆင့်တန်းကလည်းပဲအမျိုးနဲ့ဖြစ်သွားတယ်ပြည်သူလူထုကတင်မြှောက်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးပေါ့ဒီကနေ့ခေတ်မှာတော့ပြောင်းတဲ့လောက်ပြောင်းသွားပြီအိန္ဒိယနိုင်ငံသို့တော့လူလောကအတွင်းမှာအိန္ဒိယနိုင်ငံလူအတိုင်းဝိုင်းမှာတော့ဒီဇတ်ဟာကျန်နေသေးတယ်ပေါ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းတွေတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရတွေအတိုင်းဝိုင်းမှာတော့ဒီရှေ့တန်းကိုတိတ်ရောက်လာတော့ဘာဖြစ်လို့လဲဆိုမဲစနစ်နဲ့ရွေးကောက်တင်မြှောက်ပြီးတော့အုပ်ချုပ်တဲ့စနစ်ကိုခုကျင့်သုံးနေတာဆိုတော့ရသော်ဘုရားလက်ထက်တုန်းကတော့အဲ့ဒီလိုမဟုတ်သေးဘူးဇက်ခွဲခြားမှုစနစ်ဟာအလွန်ကြီးမားတယ်ပြည်သူလူထုအတွင်းမှာတော့ဇက်ခွဲခြားမှုစနစ်ဟာခဏိထိရှင်သန်နေတော့မယ်လို့ပြောအောင်ဗျမနဆိုတဲ့ဒုတိယဇက်ဗျမနဆိုတာမျိုးရိုးတန့်ပြတ်တယ်လို့သူတို့ကိုသူတို့မှတ်သားပြီးတော့ဗေဒကျမ်းဂန်တွေကိုသင်ကြားပြီးတော့
ဘုရင်တွေကိုအကြံဉာဏ်ပေးမင်းဆရာလုပ်နေကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဗြဟ္မဏအတိုင်းဝိုင်းကပို့ပြီးတော့ခွဲခြားမှုတွေကိုအလွန်ကြီးထွားစေတယ်ပေါ့ခွဲခြားဆက်ဆံမှုတွေအတွေးခေါ်အမြင်တွေဘာဖြစ်လို့တော့ဆိုတော့သူတို့ကပညာဓာတ်တွေဆိုတော့လူတွေရဲ့အစဉ်တန်းခွဲခြားမှုသူတို့ကဥဆောင်ပြီးတော့လုပ်နေကြတယ်နောက်တတိယဝိတ္တဆိုတာတော့သမွေးဝါကြောင့်ပြုတဲ့အခါမှာကုံရောင်းကုံဝယ်နဲ့သမွေးဝါကြောင့်ပြုတယ်စိုက်ပျိုးရေးနဲ့အသက်ဝေဝါကြောင့်ပြုတယ်နွားမွေးမြူရေးနဲ့သမွေးဝါကြောင့်ပြုတယ်ဆိုလိုတာကကုံတယ်လေလို့အဲ့ဒီလိုသမွေးဝါကြောင့်ပြုတဲ့ပုဂ္ဂိုလ်ရဲ့ဆက်အဲ့ဒီမျိုးရိုးတွေလို့နောက်အနေဆုံးလို့ပြောရတဲ့နောက်ဆုံးဇက်ကတော့သုဒ္ဓဆိုတဲ့ထဲမှာအောက်တန်းကြတဲ့အလုပ်တွေကိုလုပ်ရအောက်တန်းကြတဲ့အလုပ်တွေလုပ်ပြီးတော့လောကမှာအနိစ္စဆုံးအစစ်မှနေပြီးဘလောက်ပဲကြိုးစားအဲ့ဒီပုဂ္ဂိုလ်တွေဟာအပေါ်ကိုမရောက်လာသုဒ္ဓတွေထဲမှာခဏိခေတ်မှတောင်းအန်တချေဘောဆိုပြီးတော့မထိရမတို့ရဆိုတဲ့ထိရင်တို့ရင်လူတွေကတဏှတယ်လို့ထင်ပြီးတော့သူတို့ကိုမထိမကင်လောက်အောင်လူချင်းတူပါလျက်တန်းတဲ့ခွဲခြားဆက်ဆံမှုခံရလို့အင်မတန်မှတိမ်ငယ်တဲ့လူသားတွေလည်းပဲအိန္ဒိယနိုင်ငံမှာရှိတယ်ပေါ့ကြားဖို့ကြားလိမ့်မယ်အိန္ဒိယနိုင်ငံမှာတစ်ခါဟိုဗမာပြည်ကဖျားဘူးတွေကြားလိမ့်မယ်လူသိမ့်ချီပြီးတော့ဗုဒ္ဓဘာသာထဲဝင်နေဆိုဗုဒ္ဓံတရဏံကိစ္ဆာမိဆိုပြီးတော့ဗုဒ္ဓဘာသာထဲဝင်နေစားအဲ့ဒါတွေဟာအန်တချေကောတွေပဲထွက်လမ်းမရှိဘူးဒါကြောင့်ဗုဒ္ဓဘာသာအဖြစ်ခံယူကြတာတခြားဘာသာလက်မခံဘူးဗုဒ္ဓဘာသာအဖြစ်ခံယူကြတယ်လောကမှာလူချင်းတူပါလေနဲ့ခွဲခြားဆက်ဆံမှုခံရတဲ့စနစ်ကြီးဟာလူလောကမှာထွန်းကားနေတော့ကမ္ဘာမှာတထောင်တကွေးဒီ caste system ဆိုတာကြီးကလွှမ်းမိုးနေတယ်အဲ့ဒီဒေသမှာမြတ်စွာဘုရားပွင့်ခဲ့တာဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့ဒီစနစ်ကြီးကိုဖြိုချဖျက်ဆီးဖို့ဆိုတာအကြီးမားဆုံးသောစိန်ခေါ်မှုကြီးပဲမြတ်စွာဘုရားအတွက်ကတော့ဘာဖြစ်လို့လဲဆိုဒီအတိုင်းဝိုင်းထဲမှာတရားဓမ္မဖြန့်ဖြူးရမှာဇတ်စနစ်ကြီးနဲ့လူချင်းတူရတဲ့နဲ့ဇတ်စနစ်ကိုအခြေခံပြီးတော့ခွဲခြားဆက်ဆံနေတဲ့လူတွေကြားမှာဇတ်စနစ်ကိုဖယ်ရှားပြီးတော့ကိုချင်းတရားထွန်းကားအောင်လုပ်ဖို့ဆိုတာအလွန်ခဲရင်းတယ်လို့မှလွယ်တာမဟုတ်မြန်မာနိုင်ငံမှာတော့အခုလိုဒီလိုဇတ်ခွဲခြားတာမရှိဘူးတစ်ချိန်တုန်းကတော့ဇတ်ခွဲခြားမှုလေးတွေအနည်းငယ်ဖြစ်ပေါ်လာခဲ့တယ်လို့ပြောရမယ်ဘုန်းကြီးတို့ငယ်စဉ်တုန်းကမှတ်မိလိုက်တယ်သူတို့ရဲ့မျိုးရိုးကိုကြည့်ပြီးတော့ကဲပါဆိုတာရှိတယ်နော်ကဲပါလို့ခေါ်ကြတာကဲပါယူပါဆိုတာတွေလားမသိဘူးတရောင်းစားတွေပေါ့သူတို့ကြတော့လူတွေကခွဲခြားဆက်ဆံကြတယ်ခွဲခြားဆက်ဆံမှုရှိကြတယ်နောက်တစ်ခါသင်္ချိုင်းမှာနေပြီးတော့မိသိညို့တဲ့အလုပ်တွေကိုလုပ်အဲ့ဒီလုပ်တဲ့ပုဂ္ဂိုလ်တွေကိုသူဘယာစာလို့ခေါ်တယ်ဘုန်းကြီးတို့ငယ်ငယ်တော့သိလိုက်သေးတယ်သူဘယာစာအဲ့ဒီသူဘယာစာတွေကိုလည်းပဲခွဲခြားဆက်ဆံမှုပြုကြတယ်လူတွေကခွဲခြားဆက်ဆံမှုပြုကြတယ်အဲ့ဒါလောက်ပဲရှိတယ်မြန်မာပြည်မှာတခြားဟာတွေသိမတွေ့ကြဘုရားကြောင့်ကြောင်းကြောင့်ဆိုပြီးတော့ဘုရင်တွေလက်ထက်တုန်းကဘုရားတွေပြုစုဖို့ကျောင်းတွေကိုတန်ရှင်းလုပ်ဖို့ကျောင်းဝေယဝိသတွေလုပ်ဖို့ဆိုပြီးတော့ကျွန်းအဖြစ်လှူထားခဲ့အဲ့ဒါလို့လှူထားတဲ့ဘုရားကျောင်းကျောင်းဆိုတာမျိုးတွေလည်းပဲတစ်ချိန်တုန်းကမြန်မာနိုင်ငံမှာရှေးတုန်းကသမိုင်းနေတဲ့ကြည့်ပဲဆိုရှိခဲ့တယ်ပေါ့နော်အဲ့ဒါလောက်ပဲခတ္တိယတို့ဗြဟ္မဏတို့ဝိတ္တတို့သုဒ္ဓဆိုတဲ့ဒီအဆင့်၄ဆင့်နဲ့ခွဲခြားဆက်ဆံတာမျိုးမြန်မာပြည်မှာရှိခဲ့တယ်လို့မသိရဘူးသို့တော့ဒီကနေ့ခေတ်မှာမြန်မာပြည်မှာအဲ့ဒါလို့ခွဲခြားမှုမရှိတော့ဘူးလို့ပြောရမှာ
ဘုရားဝါဒထွန်းကားသည့်အတွက်ကြောင့်လူချင်းဟာတူတူပဲသို့တော်မတူညီတဲ့အချက်ကလေးကတော့ဘာလေးတွေရှိလဲဆိုတရားဓမ္မယုံကံကဏပြစ်မှုနဲ့ပတ်သက်လာတဲ့အခါကျတော့ပတ်စံရှိတဲ့လူမရှိတဲ့လူဒီလိုလေးခွဲခြားတာလေးတွေတော့ရှိတယ်။ငွေများတရားနိုင်ဆိုတာရှိတယ်လေ။ယာရုရှိတဲ့လူမရှိတဲ့လူဒါမျိုးလေးတွေတော့နည်းနည်းရှိတယ်။သို့တော့လူတူထဲမှာလွှမ်းမိုးနေလောက်အောင်ဒီလိုအထင်ကြီးလွှမ်းမိုးနေလောက်တဲ့စနစ်ကြီးတစ်ခုရဲ့လို့တော့မဟုတ်ဘူးပေါ့။စနစ်ကြီးတစ်ခုအနေနဲ့မြန်မာပြည်မှာမရှိဘူးလို့ပြောရတယ်။ဒါဘာလို့ပြောရတာတော့ဆိုအခုဟောမဲ့တုတ်တံမှာမြတ်စွာဘုရားဟာလောကသားတို့အတွက်ဘလောက်အကျိုးပန်းအထောက်ခဲ့တယ်ဒီစနစ်ကြီးကိုဘလို့ဖြိုချဖို့ကြိုးစားခဲ့ရတယ်ဆိုတာကိုနှိုင်းရှင်ပြီးတော့ချိထက်လာအောင်လို့ပေါ့အဲ့တော့မြတ်စွာဘုရားလက်ထက်မှာဆိုလို့ရှိရင်ခတ္တိယတွေကရှေ့တန်းမှာရှိတယ်ဒါကြောင့်ဘုရားများဟာလောကမှာပွင့်ပြီဆိုလို့ရှိရင်လူတွေရဲ့မျိုးရိုးကိုကြည့်ရတယ်ဒီကနေ့ခေတ်ဟာမျိုးရိုးအားဖြင့်ဘယ်သူတွေကလွှမ်းမိုးနေသလဲလို့ဆိုရင်ဂေါတမဗုဒ္ဓပွင့်တဲ့ခေတ်မှာခတ္တိယတွေကလွှမ်းမိုးတယ်ခတ္တိယတွေကတိုင်းပြည်အုပ်စိုးပြီးတော့ဗြဟ္မဏတွေကသူတို့ကိုခါစားရတဲ့ပုဂ္ဂိုလ်အဆင့်လောက်ပဲရှိတယ်အဲ့တော့ခတ္တိယတွေကလွှမ်းမိုးတဲ့အချိန်မှာဘုရားလောင်းတော်တွေဟာမျိုးရိုးကိုရွေးလိုက်တဲ့အခါမှာထိတ်တန်းမျိုးရိုးကိုရွေးရတယ်ဘာဖြစ်လို့တော့ဆိုရင်ထိတ်တန်းမျိုးရိုးမဟုတ်ဘူးဆိုလို့ရှိရင်ဟောတဲ့တရားရဲ့ထိရောက်မှုကအားပြော့သွားနိုင်တယ်လူဆိုတာကဘက်စုံကြည့်ရတယ်လေနော်တကယ်ကိုထက်တန်းကြတဲ့ပုဂ္ဂိုလ်ကပြောတော့မှပို့ပြီးတော့လေးစားမှုဆိုတာရှိတယ်ပေါ့အကယ်၍မြတ်စွာဘုရားဟာမျိုးရိုးနှိမ့်ကနေမွေးလာမယ်ဆိုရင်ခက်ခဲတွေဒီတဲ့ပုံများစရာရှိတယ်အခုတော့ထိုခေတ်မှာခတ္တိယမျိုးရိုးဟာထိတ်တန်းဖြစ်သည့်အတွက်ကြောင့်ဂေါတမဗုဒ္ဓကလည်းခတ္တိယမျိုးရိုးမှာရွေးချယ်ပြီးတော့ဘုရားဒီမွေးဖွားတော်မူခဲ့တာပေါ့အဲ့ဒီခတ္တိယမျိုးရိုးထဲမှာလည်းပဲတက်ကြဆိုတဲ့မျိုးရိုးဟာတမိုင်းမှာအတောက်ပြောင်ဆုံးအထင်ရှားဆုံးမျိုးရိုးဖြစ်သည့်အတွက်ကြောင့်တက်ကြမျိုးရိုးမှာဘယ်ဘက်ကသူကထူးခြားလဲလို့ဆိုရင်အမျိုးတတ်တဲ့နေရာမှာတော့ထူးခြားဆုံးပဲအိန္ဒိယနိုင်ငံလူနေမှုစနစ်ဟာမျိုးမရောပဲနဲ့မျိုးတန့်တာကိုပို့ပြီးတော့သဘောကျတယ်မျိုးထဲမှာတခြားအမျိုးတွေမပါဘူးဆွေ80မျိုး80တန့်တယ်ဆိုတဲ့အမျိုးဒါမျိုးကိုရွေးချယ်ကြတာဗြဟ္မဏဆိုတာဒုတိယအဆင့်သို့တော့ကတ္တဗမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဆိုရင်တော့ဗြဟ္မဏကထိတ်တန်းမှာရှိပြီးခတ္တိယကဒုတိယအဆင့်မှာရှိတယ်ဒါကြောင့်မို့ကတ္တဗမြတ်စွာဘုရားဗြဟ္မဏမျိုးကိုရွေးချယ်ခဲ့ရတယ်ပေါ့အဲ့တော့ဗြဟ္မဏဟာထိတ်တန်းဖြစ်တယ်လူသားတွေထဲမှာဗြဟ္မဏကိုထိတ်တန်းထားပြီးတော့လေးစားကြတာဖြစ်သောကြောင့်ဗြဟ္မဏမျိုးရိုးမှာကတ္တဗဘုရားလောင်းဟာတရေတည်ပြီးတော့ဘုရားဖြစ်သူရောက်တာဒါလောကဘယ်နေရာပဲဖြစ်ဖြစ်နော်အခြေအနေဆိုတာရှိတယ်အခြေအနေဆိုတာရှိတယ် condition ပေါ့အခြေအနေကောင်းမှုကမတမအရေးကြီးတယ်အခြေအနေမရွေးပဲနဲ့လှုပ်လို့ဟာအောင်မြင်မှုနည်းမှာပဲဒါဘယ်ကိစ္စပဲဖြစ်ဖြစ်အခြေအနေဆိုတာရှိတယ်အခြေအနေဆိုတာခေတ်အခြေအနေရှိတယ်ပတ်ဝန်းကျင်အခြေအနေရှိတယ်အဲ့ဒီအခြေအနေတွေအားလုံးဟာအရေးပါတယ်ဒါတွေကိုပဲ24ပစ္စည်းမှာဥပနိဒေယပစ္စယောအာကြီးသောမိယာအကြောင်းလို့ဒီလိုဟောတာမြတ်စွာဘုရားကအကြောင်းနဲ့အကျိုးခွဲခြားပြီးတော့နားလည်နိုင်ဖို့အတွက်24ပစ္စည်းဆိုနော် relation နဲ့ condition ဆိုဒီ24ပစ္စည်းဟောတာဟာဘုန်းကြီးတို့တွေအသုံးချတတ်မယ်လောကီဘက်မှာလည်းအသုံးချတတ်မယ်စီးပွားရေးဘက်မှာလည်းအသုံးချတတ်မယ်ဆိုရင်သုံးချလို့ရတဲ့ဟာတွေပဲမြန်မာပြည်ကလူတွေကတော့ဘာသုံးချလဲလို့ဆိုအနေရကင်းမှုလို့စီးပွားတက်ဖို့လို့တော့ဒီလောက်ပဲသုံးချတယ်စီးပွားတက်ဖို့ဆိုတာလဲ24ပစ္စည်းရွတ်ပြီးစီးပွားတက်တာမဟုတ်ဘူး24ပစ္စည်းရွတ်ရင်အနေရကင်းတယ်ဆိုပြီးရွတ်နေကြတယ်အတိပ္ပယ်တော့သိမသိဘူးဟေတုပစ္စယောအာရမဏပစ္စယောဒီလောက်ပဲရွတ်လိုက်လို့ရှိရင်တစေတရေပြေးတယ်လို့ထင်တာပေါ့နော်
ပြေးချင်မှပြေးမှတစ်စီကလည်းကိုယ်ရဲ့ရခြင်းရနေမှာတခြားနော်အဲ့တော့ဆိုလိုတာကဒါတွေကနားလည်ရမှာ relation နဲ့ condition ဆိုတာဘယ်လိုဆက်သွယ်နေတယ်ဆိုတာဘယ်အကြောင်းတရားဟာအရေးပါတယ်ဆိုတာကိုသိရှိဖို့လိုအပ်တယ်သိလာလို့ရှိရင်အဲ့ဒီအကြောင်းတရားကိုထူထောင်ရမှာပေါ့မိမိဘဝမှာဒါအရေးကြီးဆုံးပဲပေါ့ဟုတ်ပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကကြီးမှာခတ္တိယမျိုးနွယ်ကပွင့်လာပြီးတဲ့နောက်အိန္ဒိယနိုင်ငံရဲ့ခွဲခြားဆက်ဆံမှုလူနေမှုစနစ်ကြီးကိုဘာနဲ့တိုက်ဖြတ်ရတုံးလို့ဆိုတော့ဒီ14မျိုးခွဲခြားပြီးတော့ပြောဆိုနေတဲ့အယူဆတွေအတွေးခေါ်တွေပပျောက်သွားအောင်မြတ်စွာဘုရားစာတုဝဏ္ဏသုတ်တိဝဏ္ဏဆိုတာဇတ်ကိုပြောတာဒီနေရာမှာစာတုဝဏ္ဏဆိုတာ14မျိုးစလုံးသုတ်တိကိုချင်းတရားကောင်းလို့ရှင်စင်ကြယ်နိုင်တယ်ထက်တန်းရောက်နိုင်တယ်ဆိုတဲ့အယူဆတစ်ခုပဲအဲ့တော့ဒါနဲ့ဆန့်ကျင်ပြီးတော့ဗြဟ္မဏတွေကြတော့အဲ့ဒါလို့မဟုတ်ဘူးဗြဟ္မဏသီတာလင်စင်ကြယ်တယ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေမစင်ကြယ်ဘူးဗြဟ္မဏသာလင်နော်ကောင်းရသူတိဘုံရောက်တယ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေမရောက်ဘူးလို့ဆိုတယ်ဗြဟ္မဏသာလင်အမြင့်မြတ်ဆုံးဘာပဲဖြစ်ဖြစ်ဗြဟ္မဏမျိုးကမွေးလာရင်automatic ပဲအလို့လျောက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လှုပ်ချနာလှုပ်ကိစ္စမရှိဘူးသူကမျိုးရိုးကကောင်းနေသည့်အတွက်ကြောင့်လှုပ်ချနာလှုပ်ကောင်းပြီးသားပဲလို့ဒီအခြေခံကြီးတစ်ခုကိုယူဆပြီးတော့ခွဲခြားနေတာအနှိမ့်အမြင့်ကိုခွဲခြားအဲ့ဒါကိုမြတ်စွာဘုရားကမမှန်ကန်ဘူးတဲ့ဇတ်နဲ့ခွဲခြားတာမမှန်ကန်ဘူးတဲ့ဘယ်ဇတ်ဘယ်မျိုးရိုးကပဲမွေးကောင်းတဲ့အလုပ်လုံးမှလူကောင်းမကောင်းတဲ့အလုပ်လုပ်ရင်လူမကောင်းပဲလူရုပ်ပဲဒါမြတ်စွာဘုရားရဲ့ဟောပြောချက်ကနော်အဲ့ဒါကိုတိုက်ဖြတ်ဖို့ရတဲ့စာတုဝဏ္ဏသုတ်တိအမျိုးဆက်၄မျိုးစလုံးဘယ်သူပဲဖြစ်ဖြစ်မကောင်းတာလုပ်ရင်မကောင်းဘူးကောင်းတာလုပ်မှကောင်းပဲအယုတ်အမြတ်အနှိမ့်အမြင့်ဆိုတာသူ့ရဲ့လုပ်ရပေါ်မှာမူတည်တယ်ကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဗြဟ္မနောလုပ်ရတဲ့တာသူ့ကိုအစဉ်တန်းသတ်မှတ်ရမယ်မျိုးဆက်နဲ့မသတ်မှတ်ရဘူးအဲ့ဒါလို့မဟုတ်ရင်မျိုးဆက်နဲ့သတ်မှတ်တာလို့ရှိရင်မျိုးရိုးကောင်းတဲ့မိသားစုကမွေးထားတဲ့ပုဂ္ဂိုလ်ဟာတစ်သက်လုံးသူလှုပ်ချင်တာတွေလှုပ်မဟုတ်တာတွေအကုန်လုံးလှုပ်လဲသူ့ကြတော့ကင်းလွတ်ခွင့်ရပြီးတော့သူကမြင့်နေတာပဲအမြဲတမ်းလူတော်လူကောင်းပဲဖြစ်နေအေးအမျိုးနှိမ့်တဲ့ပုဂ္ဂိုလ်ကကောင်းကျင်တော့ကောင်းထက်တမ်းပဲတော့မှရောက်မလာတော့ဒီလိုဖြစ်တာအဲ့ဒါကိုမြတ်စွာဘုရားကလက်မခံနိုင်ဘူးဓမ္မလမ်းကြောင်းနဲ့လေသွေးဖီးနေတဲ့အတွေးခေါ်ကြီးတစ်ခုဖြစ်လို့စာတုဝဏ္ဏသုတ်တိတဲ့မြတ်စွာဘုရားရဲ့ကြိုးပမ်းအထောက်မှုကခတ္တိယပဲဖြစ်ဖြစ်ဗြဟ္မဏပဲဖြစ်ဖြစ်ဝိတ္တပဲဖြစ်ဖြစ်သုဒ္ဓပဲဖြစ်ဖြစ်ကောင်းတာလုပ်ရင်ကောင်းတယ်သူတော်ကောင်းမယ်မကောင်းတာလုပ်ရင်သူဥမှာပဲမျိုးရိုးနဲ့မဆိုင်ဘူးဆိုတဲ့အယူဆတရားကိုမြတ်စွာဘုရားတိဆောက်ပေးတာပဲအဲ့ဒီလိုတိဆောက်မှုကိုဗြဟ္မဏတွေကအသေးအလဲဆန့်ကျင်ကြတယ်မြတ်စွာဘုရားမြတ်စွာဘုရားကိုလုံးဝဆန့်ကျင်တယ်ဗြဟ္မဏတွေကမြတ်စွာဘုရားကိုအလွန်မုန်းတီးကြတယ်မြတ်စွာဘုရားကသမဏမကောင်းမှုတွေငြိမ်းစေရမယ်ဆိုတဲ့သမဏအခိုင်းသမဏအပါဝင်ဖြစ်သည့်အတွက်ကြောင့်သူတို့ကရှုတ်ချတဲ့စကားကိုအမြဲတမ်းပြောတယ်မုံတကာကထုံယုတ်တိသမဏကသမဏအယုတ်တိအိပ်ပါဗြဟ္မဏတွေရဲ့ခိုင်းဘတ်တွေဗန္ဓုပါဒပစ္စာဗြဟ္မာကြီးရဲ့ခြေပမိုးကမွေးလာသူတွေသူတို့ကတော့ဗြဟ္မာကြီးရဲ့ခြေပါးစပ်ကမွေးတာတဲ့နော်ယဟန်နေကြတော့ဗြဟ္မာကြီးရဲ့ခြေပမိုးကမွေးတာဗြဟ္မာကြီးကနေမွေးလိုက်တာတွေပေါ့ဖန်ဆင်းတာပေါ့ဆိုလိုတာကတော့နော်သူတို့ကြတော့ပါးစပ်ကဖန်ဆင်းတော့ပါးစပ်ကမွေးတယ်ခတ္တိယတွေကြတော့ရင်ဘက်ကဖန်ဆင်းလို့ရင်ဘက်ကမွေးတယ်ဝိတ္တတွေကြတော့ဒုစစ်လောက်ကဖန်ဆင်းလို့ဒုစစ်ကမွေးတယ်ဗြ
ဗြဟ္မာကြီးကလည်းမွေးတာနဲ့ရမဟုတ်ဘူးနော်အဲ့ယဟန်နေကြတော့တကယ်ကိုဟိုခြေပမိုးကမွေးတာလို့ဒီလိုဆိုပြီးတော့ရှုတ်ချတယ်ဒါဘလောက်နာကြီးလို့ပြောတာလဲဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကသာတုဝဏသုတ်တိဒီအယူဆကိုအမြဲတမ်းဗြဟ္မဏတွေကမုန်းတီးတယ်အမြဲတမ်းအခွင့်သာတိုင်းဆွေးနွေးတိုက်ခိုက်ဖို့ကြံစည်ကြတယ်ကြိုးစားကြတယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးဆွေးနွေးတိုက်ခိုက်ဒီအခုအတ္တလာယနာဆိုတဲ့ဗြဟ္မဏကိုအကြောင်းပြုပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တန်လေးတစ်ခုဟာအတ္တလာယနာသုတ်လို့ခေါ်တယ်အတ္တလာယနာဆိုတာသူတို့ရဲ့နာမည်တစ်ခုပဲပေါ့မျိုးရိုးနဲ့ပတ်သက်တဲ့နာမည်တစ်ခုပဲအဲ့ဒီသုတ်တန်မှာမြတ်စွာဘုရားကိုစံကျင်ညာပုံလေးမြတ်စွာဘုရားရဲ့ဖြည့်ရှင်းမှုလေးဒီသုတ်တန်မှာမှတ်သားဖို့မြတ်စွာဘုရားဟာဗြဟ္မဏတွေကိုမုန်းတီးလို့လုပ်တာမဟုတ်ဘူးမှားယွင်းတဲ့အယူဝါဒတစ်ခုလူလောကမှာမရှင်းတမ်းစေခြင်းမူဒါမှားယွင်းတဲ့အမြင်ဆိုတာမိစ္ဆာဒိဋ္ဌိပဲလေမမှန်မကန်တဲ့အတွေးခေါ်တွေလောကကြီးမှာပျောက်သွားမှာဒါမှလူတွေရဲ့ကောင်းကျိုးချမ်းသာရနိုင်မမှန်ကန်တဲ့အတွေးခေါ်တွေရင်ဝယ်ပိုက်ထားသမျှဒီပုဂ္ဂိုလ်တွေကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးဗြဟ္မဏတွေဟာလည်းပဲကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့သာသနာတော်မှာဗြဟ္မဏတွေအများကြီးပဲတပည့်ခံလာတာရှင်သာရိပုတ္တရာလည်းဗြဟ္မဏမျိုးပဲရှင်မောက္ကလန်လည်းဗြဟ္မဏပဲနောက်ကွန်တေညဝပ္ပဗတ္တိယမဟာနာအတ္တစီပိဿဝဂ္ဂီ၅ပါးတွေလည်းဗြဟ္မဏတွေပဲနော်ပထမဆုံးသမဏတွေကလည်းဗြဟ္မဏတွေကြီးပဲကောင်းဗြဟ္မဏမျိုးကဝင်လာတာတွေအများကြီးပဲရှင်မာကတ္တဗကြီးတို့ဆိုတာတကယ်ထိတ်တန်းဗြဟ္မဏကြီးတွေပဲအဲ့ဒီဗြဟ္မဏကြီးတွေဟာသူတို့ရဲ့အတွေးခေါ်အယူဆတွေအကုန်ဆွတ်လွတ်ပြီးတော့မြတ်စွာဘုရားရဲ့သာတုဝဏသုတ်တိကိုလက်ခံကြတာဒီပဲသာတုဝဏသုတ်တိဆိုတာမြတ်စွာဘုရားကဥပမာပေးထားတယ်ပင်လယ်ထဲကရေလိုပဲပင်လယ်ထဲကိုမြစ်ပေါင်းများစွာစီးဝင်လာတယ်မြစ်ပေါင်းများစွာချောင်းပေါင်းများစွာစီးဝင်လာတဲ့ရေတွေဟာပင်လယ်ထဲရောက်သွားလို့ရှိရင်ဆန်းကန်ရေတစ်မျိုးတည်းပဲဖြစ်သွားတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားငါးရဲ့သာသနာအဆုံးအမထဲရောက်လာလို့ရှိရင်သူကခတ္တိယသူကဗြဟ္မဏသူကဝိသသူကသုဒ္ဓလို့ဇတ်မြင့်ဇတ်နှိပ်ဘာမှမရှိဘူးငါသာသနာထဲရောက်လာရင်တပြေးညီပဲ equality ပြောတာတကယ် equality အစစ်ကမြတ်စွာဘုရားသာသနာပဲဇတ်နဲ့ပတ်သက်ပြီးခွဲခြားတာမရှိရဘူးတရောင်းစားကသင်္ကန်းဝတ်ပြီးယန္တာဖြစ်သွားတယ်သူကအသက်ကြီးသူရှိခိုးရတာပဲကြည့်လေရှင်အနန္ဒာတို့ရှင်ဗတ္တိယတို့ရှင်နုရုဒ္ဓတို့နဲ့တူတူသာသနာပေါ်ဝင်လာတဲ့ပုဂ္ဂိုလ်တူရှိတယ်သူနာမည်ကဥပလိတဲ့ဥပလိဆိုတာစတ္တတဲ့ခုခေတ်တော့သံသာလုပ်ငန်းပေါ့နော်ဘယင်ရဲ့သံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့စတ္တတဲ့အဲ့ဒီစတ္တတဲ့ဆိုတာကဇတ်နှိပ်လို့ပြောတာသူတို့ကဒီအလုပ်လုပ်တယ်ဆိုတာသူများရဲ့သံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့အလုပ်ဟာဇတ်နှိပ်မှလုပ်တာအိန္ဒိယနိုင်ငံမှာဘုန်းကြီးတို့သွားတော့တောင်မှပဲကိုเจ้าနဲ့ကိုတပြက်စီးလဲကျင်တာအဲ့ဒီနေတဲ့အိန္ဒိယနိုင်ငံသားဘုန်းကြီးတွေအိန္ဒိယနိုင်ငံသားဆိုတာပြည်နယ်တွေကပေါ့နော်အရုဏာချပရဒေ့ရှ်တို့အာဆန်တို့နော်အဲ့ဒါတွေကဗမာတွေနဲ့တူတယ်သူတို့ကရှမ်းမျိုးတွေပေါ့နော်ခေါ်ဒီခေါ်ခါလင်းတို့အဲ့ဒါတွေပေါ့သူတို့ကပြောတယ်ဆရာတော်မလဲနဲ့တပြက်စီဒီအိန္ဒိယမှာတပြက်စီကင်ရင်ဇတ်နှိပ်လို့ထင်တယ်ဟောတပြက်စီလဲကျင်တာတော့မလဲနဲ့လဲရင်ဘေးကထင်သေးလိမ့်မယ်တဲ့ဗမာပြည်မှာတော့တပြက်စီလဲတဲ့အသင်းတော်အိန္ဒိဟိုရွှေတကုံပေါ်မှာရှိတယ်မဟုတ်လားအဲ့ဒါအိန္ဒိယလူမျိုးတွေနေတဲ့ကြည့်ပဲဆိုရင်ဟာဒါတွေဇတ်နှိပ်နေလို့ထင်တယ်သူတို့အဲ့ဒါကြောင့်သူတို့ပြောတာနဲ့တပြက်စီတောင်မကင်ရဲဘူးအိန္ဒိယနိုင်ငံမှာတပြက်စီကင်ရင်ဇတ်နှိပ်လို့ထင်မှာဆိုလို့အဲ့ဒါလို့အယူဆတွေကလူတွေရဲ့စိတ်ကိုလွှမ်းမိုးပြီးတော့နေတာ
မြတ်စွာဘုရားသာသနာတော်ကြဇတ်နဲ့ပတ်သက်ပြီးတော့အနေအမြင်မခွဲခြားဘူးအဲ့ဒီဥပလိဆိုတဲ့ယဟန်ဟာရှင်အာနန္ဒာတို့မင်းသားတွေပေါ့ခတ္တိယတွေသာသနာပေါ်ဝင်လာတဲ့အခါမှာတိုင်ကွေမင်းသားတွေကမာမနာကိုဘလောက်ချလိုက်တယ်လဲဆိုရင်မြတ်စွာဘုရားဥပလိကိုအရင်ယဟန်ဝတ်ပေးပါတဲ့ယဟန်ဝတ်ပေးပြီးမှဥပလိကိုသူတို့ရှ िख ိုးဝေါ်ချအယုသေးပေးပြီးမှသူတို့ဝတ်ပါမယ်ဆိုပြီးတော့မာမနာကြောင့်အဲ့ဒီလိုဇတ်နှိမ့်ဆိုရင်ရှ िख ိုးဖို့နေသာနော်ရှ िख ိုးတယ်ဆိုတာတောင်းလို့မြန်မာစကားမှာလဲဖူးမြော်မန်လျော့ဆိုတာမန်ကိုချပြီးမှရှ िख ိုးလို့ရတာလေနော်ကြော့တယ်ဆိုတာမန်ကိုလျှော့ရတာမန်မလျှော့နိုင်လို့ရှိရင်ဘာနဲ့တူလို့ဆိုရင်ဟိုစပယ်ကြီးမွေကြီးကတန်ချောင်းကြီးမြို့ထားတယ်လို့ကုန်းလို့မရခွေးလို့မရထောင်လုံနေတဲ့လူတွေအဲ့ဒါမန်လျှော့လို့မရဘူးပေါ့ခေါင်းမော့ခေါင်းမော့ပြီးခါကော့နေတဲ့လူတွေပေါ့နော်မန်မချနိုင်ဘူးဘယ်သူကဘောင်းတော်မလုပ်ဘူးဆိုတာဒီပေါ့အဲ့တော့မန်ချမှဒီဂါရဝတို့နိဝါဒတို့ဆိုတာမန်ချရတာဒီပေါ့မန်ချမှလေးစားတဲ့ပုဂ္ဂိုလ်လေးစားနိုင်တယ်ဒါကြောင့်မို့ရှေးဥပါလိကိုရှ िख ိုးပြီးတော့မှသူတို့သင်္ကန်းဝတ်ကြတာမာနကြအောင်လို့ကိုယ်မာနကိုကိုယ်ချအဲ့တော့မြတ်စွာဘုရားသာသနာတော်ရောက်လာလို့ရှိရင်ဆိုလိုတာကအမျိုးဆက်ကိုလုံးဝအတိမမပြုတ်တော့ဘယ်ဖြတ်ပလိုက်တယ်လူဟာလူတူတူပဲဘယ်ကလာလူချင်းတူတကယ်တော့လေခွဲခြားဆက်ဆံနေတာဟာလူကိုလူလိုပဲမမြင်လို့ခွဲခြားဆက်ဆံတာပေါ့ဇတ်ဆိုတာနဲ့ခွဲခြားဆက်ဆံအဲ့ဒါကြောင့်မို့မြတ်စွာဘုရားကငါသာသနာမှာ equality အပြည့်အဝရှိရလူသားဟာတူတူပဲအားလုံးနော်မတူတာဘာလို့ဆိုရင်သီလရှိတဲ့လူသီလမရှိတဲ့လူသီလရှိတဲ့လူနဲ့သီလမရှိတဲ့လူသီလရှိတဲ့လူကမြတ်တယ်သီလမရှိတဲ့လူကမမြတ်ဘူးတမာတိရှိတဲ့လူနဲ့တမာတိမရှိတဲ့လူရှိတဲ့လူကမြတ်တယ်ပညာရှိတဲ့လူနဲ့ပညာမရှိတဲ့ပညာရှိတဲ့လူကမြတ်တယ်ဒါကြတော့အရေးချင်းနဲ့ဆုံးဖြတ်တာဇတ်နဲ့ဆုံးဖြတ်တာမဟုတ်ဘူးနော်လူရဲ့အရေးချင်းလိုက်ပြီးတော့ပေးတာအဲ့ဒါဟာမှန်ကန်တဲ့ဓမ္မလမ်းကြောင်းပဲလို့သူတို့ပြောတာအေးဇတ်ကိုအခြေခံပြီးတော့ဆုံးဖြတ်ချက်မမှန်ဘူးဇတုဝဏသုတ်ထိတဲ့မြတ်စွာဘုရားဇတ်၄မျိုးစလုံးဟာအရေးချင်းရှိလာလို့ရှိရင်စင်ကြယ်နိုင်တယ်ထက်တန်းရောက်နိုင်တယ်လို့ဒီလိုဟောတာကိုဗြဟ္မဏတွေကဆန့်ကျင်ကြတယ်သူတို့ဗြဟ္မဏသာလဲအမြတ်ဆုံးဆိုတဲ့အယူဝါဒကိုတပြားသားမှမလျှော့ကြဘူးဒါကြောင့်မို့သာဝတိမြို့မှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ဗြဟ္မဏတွေအနေနဲ့ရက်ကရောက်လာကြ900လောက်သူတို့ဗေဒကိစ္စသူတို့ပညာရေးကိစ္စနဲ့စုဝေးရောက်ရှိပြီးတော့လာကြအဲ့ဒီရောက်တဲ့အချိန်မှာသူတို့တွေးကြတယ်မြတ်စွာဘုရားကလည်းတာဝတိမှာရှိနေတော့ဗြဟ္မဏတွေစကားဝိုင်းတစ်ခုမှပြောတယ်ဂေါရမယဟန်ဂေါရမကသာတုဝဏုသုတ်ထိဇတ်ကိုဖြိုချဖျက်ဆီးပြီးတော့ဘယ်ဇတ်ပဲဖြစ်ဖြစ်စင်ကြယ်နိုင်တယ်လို့ဟောနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘသူကသွားပြီးတော့ဒီဘိတ်လုံးနိုင်တယ်ပေါ့နော်သွားပြီးတော့စကားကြီးသွားလို့ရဟန်ဂေါရမနဲ့သွားပြီးစကားစစ်ထိုးအောင်မဟုတ်ဘူးဆိုတာကိုကိုယ့်ဘက်ကနေပြီးတော့ပြယဟန်ဂေါရမအယူဝါဒကိုဘယ်ပုဂ္ဂိုလ်ဟာအပြစ်တင်နိုင်မလဲယဟန်ဂေါရမနဲ့ရှင်ပြိုင်ပြီးတော့ပြောနိုင်မလဲပြောနိုင်တဲ့ပုဂ္ဂိုလ်တို့ရှာကြမယ်ဆိုပြီးတော့စဉ်းစားလိုက်တဲ့အခါကျတော့သူတို့ဗြဟ္မဏတွေထဲမှာအတ္တလာယနာဆိုတဲ့ဗြဟ္မဏလေးလူငယ်လေးတယောက်ပါတယ်အသက်16နှစ်ပဲရှိသေးတယ်သူကသက်16နှစ်ပဲမဲ့လို့ပညာကတအားတော်တယ်ဝေရာကျမ်းတွေကိုအကုန်လုံးဒီတစ်ဖက်ကမ်းရောက်အောင်တတ်မြောက်တယ်သူက16နှစ်သားပဲရှိသေးတာနော်သူတို့ဗေဒသင်ရတာ48နှစ်သင်ရတယ်ကျောင်းသားဘဝနဲ့48နှစ်ဗေဒကျမ်းသင်ရသူက16နှစ်နဲ့ပဲဗေဒကျမ်းတွေအကုန်လုံးအစွမ်းကုန်အကုန်တတ်မြောက်တယ်စကားပြောတာလေအကုန်လုံးဒီထဲမှာဝေရာကျမ်းနဲ့ပတ်သက်လာလို့ရှိရင်အဘိဓမ္မာကျမ်းတွေပါတယ်နော်
စေချမ်းနေပါလေလောကယတကျမ်းနေမဟာပုရိသလက္ခဏာကျမ်းနေတရားကျမ်းနေဆန်းကျမ်းနေဆိုစကားပြောတဲ့နေရာမှာလည်းရှင်ပြိုင်နိုင်လို့မရအောင်နော်ဒီဘိတ်လုပ်တဲ့နေရာမှာလည်းသူကကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးပေါ့နော်အဲ့တော့ယဟန်ဂေါရမနဲ့ဟောဒီအတ္တလာယနာဆိုရယ်ဗြဟ္မဏလူငယ်ဟာယဟန်ဂေါရမနဲ့ရှင်ပြိုင်ပြီးတော့ပြောနိုင်တယ်ဒါကြောင့်မို့သူနဲ့တွေ့ပြီးတော့ဝိုင်းပြီးတော့တိုက်တွန်းကြတာနော်တိုက်တွန်းကြတာဗြဟ္မဏတွေကကြံပေးတယ်အတ္တလာယနာစွန့်ရည်တတ်ရှိတယ်သူ့တိုက်တွန်းရအောင်ဆိုပြီးတော့တိုက်တွန်းပြီးတော့သူ့ဘာပြောတော့ဆိုအတ္တလာယနာတဲ့ယဟန်ဂေါရမကစာတုဝဏသုဋ္ဌိဆိုတဲ့14မျိုးစလုံးအဆင့်4မျိုးစလုံးဟာစင်ကြယ်နိုင်တယ်လို့အဆင့်4မျိုးစလုံးကိုဓာန်တူညီတူဆိုတဲ့အယူဆတစ်ခုဟောပြောပြီးတော့နေတယ်အဲ့ဒါနဲ့ပတ်သက်လာတဲ့အခါမှာဒီအယူဝါဒကိုပြန်လီခြေပဖို့အရှင်အတ္တလာယနာစွန့်နိုင်ပါတယ်လောက်ပါလို့သွားပြီးတော့တိုက်တွန်းတာနော်ယဟန်ဂေါရမနဲ့တုဖက်ပြီးတော့စကားပြောဖို့တတ်နိုင်ပါတယ်လောက်ပါလို့ပြောတော့အတ္တလာယနာကသူကပညာတတ်တယ်လူငယ်ပေမဲ့လို့တတ်တယ်သူကဘာပြောတော့ဆိုသူပြန်ပြောပုံလေးอ่ะသမနောဂေါရမောဓမ္မဝါဒီသမဏဂေါရမကအစစ်အမှန်တဘာဝကိုပြောတတ်တဲ့ပုဂ္ဂိုလ်တဲ့နော်တဘာဝကိုပြောတဲ့ပုဂ္ဂိုလ်ဓမ္မကိုဟောပြောတဲ့ပုဂ္ဂိုလ်ဓမ္မဆိုတာကဓမ္မလမ်းကြောင်းဆိုတာသူရှိပြီးသားပဲလေအမှန်တရားဆိုတာယဟန်ဂေါရမဓမ္မဝါဒီပုဂ္ဂိုလ်ဖြစ်တယ်တဲ့ဓမ္မဝါဒီဆိုတာသူတို့နဲ့ရှင်ပြိုင်ပြောဖို့ခက်တယ်နော်ဓမ္မဝါဒီနဲ့အာဓမ္မဝါဒီဟာမတူဘူးလေအာဓမ္မဝါဒီဆိုတာကိုယ့်ဘက်ကအနိုင်ရဖို့တခုပဲကြည့်ပြီးပြောတာတွေကိုဓမ္မဝါဒီဆိုတာတကယ်စစ်မှန်တဲ့ပုံမှာယက်တည်ပြီးပြောရမှာအမှန်တရားပေါ်မှာပြောရအဲ့ဒါကြောင့်သူကပြောတယ်ဓမ္မဝါဒီနောသဒုပ္ပတိမန္တိယသူနဲ့တုဖက်ပြီးတော့ဆွေးနွေးဖို့မလွယ်ဘူးတဲ့နော်ဆွေးဖို့အဲ့ဒါကြောင့်နာဟံတကောမိတပနေနဂေါရမေနတတ္တေအတ္တမိဝစနေမန္တိအဲ့ဒီအချက်မှာယဟန်ဂေါရမနဲ့ရှင်ပြိုင်ပြီးတော့ပြောဖို့သူမတတ်နိုင်ဘူးမလုပ်နိုင်ပါဘူးလို့ညင်းတယ်ညင်းတဲ့အခါဗြဟ္မဏတွေကအတင်းတိုက်တွန်းတယ်မဟုတ်ပါဘူးလောက်ပါဒီလောက်တော့ပညာတွေတတ်နေတာပဲနောက်ဆုံးမှာဗြဟ္မဏတွေဟာပရပိုက်အဝတ်ဝတ်နဲ့ဝတ်ပြီးတော့တရားဓမ္မကျင့်နေဆိုတဲ့အဆင့်တွေထိအောင်အတ္တလာယနာကဘုဒ္ဓတရှိပါတယ်ကြိုးစားပါ3ကြိမ်ပြောတဲ့အခါသူတို့ကဘာပြော3ကြိမ်2ကြိမ်ညင်းလိုက်တဲ့အခါ3ကြိမ်မြောက်ကြဘာပြောတော့ဆိုရင်အရှင်အတ္တလာယနာတဲ့စစ်မတိုက်ဖဲနဲ့အရှုံးမပေးပါနဲ့နော်တိုက်ပွဲမဝင်ခင်ကနေလက်မမြောက်ချင်ပါနဲ့ပေါ့တိုက်ပါအောင်ပေါ့တကယ်ပဲသွားကြိုးစားကြည့်ပါအောင်တိုက်ပွဲမဝင်မဲနဲ့အရှုံးပေးတာအယုဒ္ဓပရာဇယိတာအယုဒ္ဓပရာဇယံပရာဇယိဆိုစစ်မရောက်ခင်ကအရှုံးပေးပြီးလက်မြောက်လိုက်တာလေတိုက်ပွဲဖြစ်မဝင်သေးပဲနဲ့အရှုံးပေးမနေပါနဲ့သွားတိုက်ပါလို့ဆိုတော့သူကပြောတယ်ဓမ္မဝါဒီတွေဆိုတာမလွယ်ဘူးတဲ့အမှန်ကန်ပြောတဲ့ပုဂ္ဂိုလ်တွေအမှန်ကန်ပြောတဲ့ပုဂ္ဂိုလ်တွေတုဖက်ပြီးပြောဖို့ရခက်တယ်ဒါပေမဲ့လို့အခုလို့အတင်းချက်လာပြီးတော့ပြောနေတယ်ဆိုရင်တော့လေလူကြီးတွေကဗြဟ္မဏတွေကနေပြီးတော့သူ့ကိုအတင်းချက်ပြောနေတော့လေမငင်းတာဘူးတဲ့သူသွားပါမယ်ဆိုပြီးဝန်ခံလိုက်တာနော်အတ္တလာယနာဝန်ခံလိုက်တာအဲ့ဒါလို့ဝန်ခံပြီးတော့မြတ်စွာဘုရားစီသူသွားတယ်စေတော်ကြောင့်သွားပြီးတော့ဘုရားနဲ့ထုံးစံအတိုင်းပေါ့ချမ်းသာကြောင့်နှုတ်ခွန်းဆက်ပြီးတဲ့အခါမှာသူစကားစတယ်ရှင်ဂေါရမတဲ့ဗြဟ္မဏတွေကဒီလိုဆိုကြပါတယ်ဗြဟ္မဏတွေရဲ့အဆိုဗြဟ္မဏတွေကဘယ်လိုဆိုတုံးဆိုဗြဟ္မနောဝတစ်ထောဝနောဗြဟ္မဏအမျိုးနွယ်စီတာလဲဗြဟ္မဏဇတ်တာလဲအမြတ်ဆုံးပဲ
ဟီနောအင်ညောဝန်တော်တခြားဇတ်တွေကမမြတ်ဘူးတဲ့အောက်တန်းကြတယ်ဆိုလိုတာသူဒီလူတွေကိုဇတ်ဆင့်အနေအမြင့်ခွဲတဲ့အခါမှာဗြဟ္မဏဟာထိတ်တန်းမှရှိတယ်ခတ္တိယတို့ဝိတ္တတို့သုဒ္ဓတို့ဆိုတာအောက်တန်းစားတယ်သူကဒီလိုပြောချင်တာနော်ဗြဟ္မဏဇတ်တစ်ခုတည်းသာလဲအမြတ်ဆုံးဖြစ်တယ်ကျန်တာတွေကယုံညံ့တယ်အဲ့ဒါလို့တခြားဇတ်တွေကိုနှိမ့်ချပြောပြီးသူကဘာပြောတော့ဆိုအရှင်ဂေါတမတဲ့ဗြဟ္မဏဟာတဲ့ဗြဟ္မာမင်းကြီးရဲ့သားဖြစ်တယ်သူတို့ကိုသူတဲ့ဗြဟ္မုနောအပိစ္ဆံဗြဟ္မနောတဲ့သူတို့ definition ကဗြဟ္မုနောဗြဟ္မာဤအပိစ္ဆံသာသမီမျိုးနွယ်အစဉ်အဆက်ဗြဟ္မသားတဲ့သူတို့ကရှိတယ်လေအခုလည်းပဲနော်ဟိုဘုရားသခင်ကပေးတာတို့ဘုရားသခင်ရဲ့သားတို့ဒီလိုလုပ်တာပဲလေမထူးဘူးဒါအတူတူပဲဘုရားသခင်ရဲ့သားဆိုပြီးဒါမှအများကိုးကွယ်မှာကိုအနိုးဆိုထင်သေးမှာပေါ့လူကမွေးတာဆိုဘယ်ဟုတ်ဘုရားသခင်ရဲ့သားသူတို့ကလည်းဗြဟ္မာမင်းရဲ့သားတဲ့သူတို့ဗြဟ္မုနောပုဒ္ဒါဗြဟ္မာမင်းရဲ့သားဖြစ်တယ်ဩရတာရှင်ကရင်သွေးသားတွေမုခဒေါသတာဗြဟ္မာမင်းကြီးရဲ့ဗဇက်ကနေပြီးတော့ဖန်ဆင်းလိုက်တာသူတို့ဗဇက်ဆိုတာတော်တော်ထက်တန်းကြတဲ့နေရာတော်သေးတာပေါ့ငယ်ရိတ်ကမဖွာလို့နော်သူတို့ဗြဟ္မဏတွေထဲမှာလည်းပဲအမြတ်ဆုံးဗြဟ္မဏငယ်ရိတ်ကဖွာတယ်လို့တောင်ဆိုတာရှိသေးတယ်နော်သူကသူ့ရဲ့မျက်နှာမရှိတော့ဘူးအကုန်လုံးအမြင့်ကတော့မုခဒေါသတာခံတွင်းကမွေးလာတာတဲ့ဗြဟ္မစာဗြဟ္မနေမိတာဗြဟ္မာကနေဖြစ်လာပြီးဗြဟ္မာကြီးကသူတို့ကိုဖန်ဆင်းထားတာတဲ့ဗြဟ္မထာရတာဗြဟ္မာကပွေးတဲ့အမွေတွေကိုခံရတာသူတို့မှမြင့်မြတ်တဲ့အမွေသူတို့ပဲခံခွင့်ရှိတယ်ဒါကြောင့်မလို့အဋ္ဌိနာဒါနနဲ့ပတ်သက်လာတဲ့အခါမှာမိစ္ဆာအယူဝါဒကိုရှေ့တန်းတင်ပြီးတော့သူများပစ္စည်းကိုယူတယ်ဆိုတာဒီဗြဟ္မဏတွေနဲ့ပတ်သက်တာပဲပေါ့ဒိဋ္ဌိကတတံပယုတ်လောဘမှုစိတ်မှာတိကာကျော်ဆိုတဲ့ကျမ်းမှာရှင်းပြတယ်ဗြဟ္မဏတွေကသူများပစ္စည်းကိုယူတယ်လို့အဋ္ဌိနာဒါနကံကျူးလွန်တဲ့အခါမှာသူတို့ယူဆပါတော့ဆိုရင်လောကကြီးတစ်ခုလုံးဗြဟ္မာကြီးကဖန်ဆင်းတာအဲ့တော့လောကကြီးတစ်ခုလုံးဗြဟ္မာကြီးကဖန်ဆင်းတာဆိုတော့ရွှေလည်းဗြဟ္မာကြီးကဖန်ဆင်းတာပဲငွေလည်းဗြဟ္မာကြီးကဖန်ဆင်းတာအကုန်လုံးဗြဟ္မာဖန်ဆင်းတာဆိုတော့သူတို့ကဗြဟ္မာရဲ့သားဆိုတော့သူတို့ပိုင်တယ်မဟုတ်အဖေပစ္စည်းပဲအဲ့တော့ကျန်တဲ့လူတွေကမတရားယူပြီးသူ့အဖေပစ္စည်းဝိုင်းစားနေကြတာလို့ဒီလိုပြောတာနော်သူတို့ပစ္စည်းကိုဝိုင်းယူနေကြတာဒါကြောင့်မို့သူတို့ကတော့ကိုကြိုက်တာယူအဋ္ဌိနာဒါနမဖြစ်ဘူးလို့ဆိုတယ်သူတို့ကဘာလို့ဆိုသူ့အဖေပစ္စည်းသူယူတာပဲလေဒီလိုယူဆတကယ်ရှိတာသူတို့မှာအဲ့လိုဆိုတာပေါ့နော်ဗြဟ္မာကြီးရဲ့ဖန်ဆင်းထားတာဖြစ်သည့်အတွက်ကြောင့်သူတို့ကဗြဟ္မာကြီးရဲ့အမွေတွေကိုခံစားရတာဖြစ်သောကြောင့်ဘယ်သူမှပန်ကြားစရာမလိုဘူးကိုလိုချင်တဲ့ပစ္စည်းနှိုက်တာယူလိုက်နော်ကျန်တဲ့လူတွေကသာမတရားသူတို့ပစ္စည်းကိုကျူးကျော်ပြီးတော့နေတာသူတို့ကဘယ်ဟာဖြစ်ဖြစ်သူတို့ပိုင်တယ်အကုန်လုံးအဲ့လိုယူဆတယ်ဗြဟ္မာတွေဟာဒီလိုအယူဆရှိပါတယ်တဲ့ဗြဟ္မာကြီးရဲ့အမွေကိုခံတဲ့သားသမီးတွေပါလို့သူတို့ဒီလိုယူဆရှိလို့လောကမှာမြင့်မြတ်တဲ့အရာမှန်သမျှသူတို့ရှိပဲအကုန်လုံးဒီကိစ္စနဲ့ပတ်သက်ပြီးဒီယူဆနဲ့ပတ်သက်ပြီးတော့ရှင်ဂေါတမဘာပြောခြင်းလဲမြတ်စွာဘုရားတော့မေးတာမေးတော့မြတ်စွာဘုရားကဗြဟ္မာတွေသာမြတ်တယ်ဆိုတာကိုအသာထားပြီးတော့သူတို့ဟာမုခဒေါသတာဗြဟ္မာကြီးရဲ့သားဗြဟ္မာကြီးရဲ့ခံတွင်းကမွေးတယ်ဆိုတာကိုမြတ်စွာဘုရားကတယောတဲ့အနေနဲ့ပြောတာနော်မင်းတို့ဗြဟ္မာကြီးရဲ့ခံတွင်းကမွေးတယ်လို့ပြောလို့ရှိရင်မင်းတို့ဗြဟ္မဏီတွေပုံနေမတွေဟာနော်ကိုယ်ဝန်ဆောင်တာတွေလည်းမြင်နေရတယ်ကလေးမွေးတာလည်းမြင်ရတယ်နိုးတိုက်နေတာလည်းမြင်ရတယ်သူများလိုပဲမွေးတာဖြစ်ရတဲ့မင်းတို့ဗြဟ္မာကြီးကမွေးတယ်လို့ပြောတာတော့အဟွာကြီးစော်ကားရရောက်တယ်ပေါ့ဒီလိုဆိုလိုတာပဲနော်ဓမ္မပဒထဲမှာဆိုရင်မြတ်စွာဘုရားတိတိလင်းလင်းကြီးဟောတာရှိတယ်နော်တိတိလင်းလင်းကြီးဟောထားတာရှိတယ်ယောနိဇံမတ္ထိတံပုံမင်းတို့
အမေကမွေးတာသူများမွေးတယ်လို့ပဲမွေးတာပဲတဲ့ဒါကိုမင်းတို့ပြမသားလေးပါလေးပြောတာတော့သဘာဝမကြဘူးဒီလိုဆိုတာပေါ့အခုလဲဒီတိုင်းဟောတာပဲပုံလေးမတွေမင်းတို့အမေဖေတွေနော်ကိုယ်ဝန်ဆောင်တာလဲတွေးရတယ်ဒီသားသမီးသားဖွာတာလဲတွေးရတယ်နိုးထိုင်နေတာလဲတွေးရအဲ့ဒီလိုတွေးရတဲ့နဲ့ပြမကမွေးတယ်လို့ပြောတာဟာတော့မလွန်လုံးဘူးလားတဲ့နော်မလွန်လုံးဘူးလားဒီလိုနေရာမှာမင်းတို့နဲ့ကြံတဲ့လူတွေမွေးတာဘာထူးလဲဘာမှမထူးဘူးလေလူမှန်သမျှဒီလိုပဲမွေးတာပဲအားလုံးဟာလူတွေဟာ equality ပဲဒီကိစ္စမှာလေအဲ့ဒီလိုတူရတဲ့နဲ့ဘာဖြစ်လို့ပြမကမွေးတယ်လို့ဒီလိုပြောရတာလဲပြမကြီးကိုစော်ကားရရောက်တယ်ရသော်ဗျာဒီတစ်ချက်ထောက်ပြလိုက်တယ်သူ့ကိုဒီတစ်ချက်ထောက်ပြလိုက်မင်းတို့ဘယ်လိုဖြေရှင်းမလဲတဲ့ဒီကိစ္စနဲ့ပတ်သက်မင်းတို့အယူဆမမှန်ဘူးဆိုတာကိုတစ်ခုထောက်ပြနောက်တစ်ခုမြတ်စွာဘုရားဘာထောက်ပြတော့ငါပြောမယ်တဲ့ဒီအခုမြတ်စွာဘုရားရှိတဲ့မစ္စည်းမဒေသအတာထားယောနနဲ့ကမ္ဘောဇယောနဆိုတာအခုပြောမယ်ဆိုလို့ရှိရင်တော့အာဖဂန်နစ္စတန်တို့လိုအိန္ဒိယမြောက်ပိုင်းကအီရန်တို့လိုနိုင်ငံမျိုးတွေဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒီယောနတို့မိလိန်နာပညာမှာမိလိန်နာမင်းကြီးအဲ့ဒီဘက်ကလာတာဟိုဂရိတို့အဲ့ဒီအိန္ဒိယရဲ့မြောက်ဘက်ကနိုင်ငံကြီးတွေလူမျိုးတွေအဲ့တော့ယောနတို့ကမ္ဘောဇတို့မှာတဲ့ဇတ်2မျိုးတည်းပဲရှိတယ်အတုအဆင့်တန်း2မျိုးပဲရှိတယ်ဘာလဲလို့ဆိုရင်အယနဲ့ဓာတအရှင်သခင်နဲ့ကျွန်ဒါပဲရှိတယ်ဆိုလိုတာတော့အလုံးရှင်နဲ့အလုံးသမားဒီနှစ်ခုပဲရှိတယ်နော်ပစ္စည်းဥစ္စာချမ်းသာသွားတဲ့လူကအရှင်သခင်ဖြစ်တာကျန်တဲ့လူတွေကသူ့အလုံးသမားဖြစ်တာဟုတ်တယ်လေဒါတော့မှန်တယ်လေပစ္စည်းချမ်းသာတဲ့လူကဟိုဗမာပြည်မှာလည်းဗာထူးလေပစ္စည်းချမ်းသာလို့ကုမ္ပဏီထိုင်ရင်ကုမ္ပဏီပိုင်ရှင်လေသူကကျန်တဲ့လူတွေကဘာခေါ်တော့ကုမ္ပဏီဝန်ထမ်းလို့ပဲခေါ်တာပဲမဟုတ်လားအရနဲ့ဒါသာပဲလေဘာထူးလဲဒီအခေါ်မျိုးပဲအဲ့တော့သူတို့စီမှာလည်းစီးပွားရေးအောင်မြင်တဲ့လူကပိုင်ရှင်ဖြစ်ပြီးတော့စီးပွားရေးနေကြတဲ့ပုဂ္ဂိုလ်ဝန်ထမ်းကဲအဲ့ဒီလိုဖြစ်နေတဲ့နေရာမှာမင်းတို့ပြမနာတွေကဘာစွမ်းရည်တတိရှိလဲနော်ပြမနာတွေစီးပွားအောင်ရင်တော့သူတို့ကပိုင်ရှင်ဖြစ်မှာပေါ့စီးပွားရေးမအောင်တဲ့ပြမနာတွေကြတော့ဝန်ထမ်းမယ်ပေါ့အဲ့ဒီနေရာမှာပြမနာတွေရဲ့စွမ်းအားဟာဘယ်မှာရှိလို့လဲတဲ့ဒါဒုတိယအချက်နဲ့မြတ်စွာဘုရားသူတို့ထိုးနှက်တာပေါ့နော်နောက်တစ်ခါတတိယအချက်ကြကိုချင်းတရားနဲ့ပတ်သက်ပြီးပြောတာနေပါအောင်နဲ့မင်းတို့ပြမနာတွေကစင်ကြယ်တယ်ဆိုလို့ရှိရင်တဲ့သူများတဲ့တတ္ထာတို့သူများဥစ္စာခိုးတာတို့သူတော်ဘာသားမယားကြာခိုးတာတို့နော်လိန်ပြောတာတို့နော်ဂုံတိုက်တာတို့ဆဲတာဆိုတာတွေတို့မဟုတ်တန်တရားတွေပြောတာတွေတို့ဒါတွေကခတ္တိယတို့ဝိတ္တတို့သုဒ္ဓဆိုတဲ့အဆင့်ရှိတဲ့လူတွေသာလှုပ်ထလားတဲ့ပြမနာတွေရောမလှုပ်ဘူးလားတဲ့နော်မင်းတို့ပြမနာတွေထဲမှာသူများတဲ့တတ်တဲ့လူမရှိဘူးလားသူများဥစ္စာခိုးတဲ့လူမရှိဘူးလားဒုစရိုက်တွေကျွလွန်တဲ့ပုဂ္ဂိုလ်မရှိဘူးလားအဲ့တော့သူတို့လည်းရှိတာပဲခတ္တိယတွေသာသူများတဲ့တတ်တာမဟုတ်ဘူးပြမနာတွေလည်းသူများတဲ့တတ်တယ်ဒီလိုလူချင်းတူတူဒုစရိုက်လုံးဖို့လုံးပကိုင်ချင်းတူတူဖြစ်တဲ့နဲ့မင်းကအယူကဘာလို့တမှုတာကျင်ရတာတော့ပြောတာပဲဒါနော်အယူဆိုတာတမှုတော့တာတယ်သူကဘာဖြစ်လို့တမှုတာကျင်ရလဲလူဆိုတာတူတူပဲဒုစရိုက်လုံးတာဆိုရင်ဗြဟ္မဏဒုစရိုက်လုံးလည်းတူတူပဲနော်ခတ္တိယဝိသသုဒ္ဓတွေဒုစရိုက်လုံးတာလည်းတူတူပဲဒီအချက်မှာမင်းဘာပြောချင်သေးလဲအားပြောနိုင်သူအသာလေးနေနောက်သူစရိုက်လုပ်ငန်းနဲ့ပြောမယ်ဆိုလို့ရှိရင်ပါဏာတိပါဒမှာရှောင်းတယ်အဋ္ဌိနာဒါနမှာရှောင်းတယ်ကာမိတုမိစ္ဆာစာရရှောင်းတယ်ဆိုတဲ့သူစရိုက်လုပ်ငန်းလိန်ပြောခြင်းမှာရှောင်းတယ်ဆိုတဲ့ဒီသူစရိုက်လုပ်ငန်းတွေပေါ့အဲ့ဒီသူစရိုက်တွေကိုကျင့်သုံးတာဟာလေဗြဟ္မဏတွေသာကျင့်သုံးပြီးတော့ခတ္တိယဗြဟ္မဏခတ္တိယတို့ဝိတ္တတို့ဆိုတာတွေကမကျင့်သုံးဘူးလားတဲ့မကျင့်သုံးသည့်အတွက်ကြောင့်ဒီဗြဟ္မဏတွေသာ
ကောင်းရာသူဂတိရောက်ပြီးတော့ခတ္တိယစသည်ကကောင်းရာသူဂတိမရောက်ဘူးလားတဲ့ဆိုတော့ဘယ်ဟုတ်မလဲဒုစရိုက်လှုပ်တာလည်းပဲဒီလူတွေပဲလေဘယ်မျိုးကမွေးလာလာဒုစရိုက်လှုပ်တဲ့လူကလှုပ်တာဘယ်မျိုးကမွေးလာလာသူစရိုက်လှုပ်တဲ့လူကလှုပ်တာဒုစရိုက်လှုပ်တဲ့လူကသေသည်ချမဲ့နိုင်အပယ်ငရဲကြတယ်သူစရိုက်လှုပ်တဲ့ပုဂ္ဂိုလ်တွေကသေသည်ချမဲ့နိုင်ကောင်းရာသူဂတိရောက်တယ်တညီတဲ့ပဲတဲ့ဘာမှမထူးဘူးတဲ့အဲ့ဒီလိုတူညီမှုတွေရှိနေပါရဲ့တဲ့ဗျမနတွေနဲ့ဘာပြောဖို့ခွန်အားရှိလို့လဲတဲ့ဗျမနသာမြတ်တယ်လို့ဘယ်လိုလုပ်ပြောမှလဲတဲ့ဒါဟုတ်တခါမြတ်စွာဘုရားပြောတယ်နောက်တစ်ခုတဲ့ဗျမနတွေသာသင်္ကန်းကျောင်းမှာသွားပြီးတော့မေတ္တာဘာဝနာပွားလို့ရတာလားတဲ့ခတ္တိယတို့ဝိတ္တတို့သုဒ္ဓတို့ဟာရောအဲ့ဒါလို့သင်္ကန်းကျောင်းမှာနေပြီးတော့မေတ္တာပွားလို့မရဘူးလားဆိုတော့ရတာပေါ့ဘယ်သူပဲဖြစ်ဖြစ်အခုဒီကနေ့ခေတ်မှာပဲကြည့်ပေါ့လူတိုင်းဟာမိမိဆန္ဒရှိရင်ကောင်းရလဲလုပ်လို့ရတာမကောင်းတာလဲလုပ်လို့ရတာကမ္မထာအထုတ်တာလဲလူတိုင်းအထုတ်လို့ရတာပဲလေအဲ့တော့ဗျမနတိမတာလုပ်လို့ရတာမှမဟုတ်တာတဲ့မေတ္တာပွားတာခတ္တိယတွေဝိတ္တတွေသုဒ္ဓတွေလည်းလုပ်လို့ရတာပဲတဲ့ဒီအချက်မှဘာများထူးလို့လဲနောက်တစ်ခုဗျမနတွေကပုံမှန်သူတို့ကရေချိုးကတဲ့မုံဆပ်ပြပေါ့ခြေတော်ကရေချိုးကတဲ့မုံလို့ခေါ်တယ်ရေချိုးကတဲ့မုံလို့ကြီးပုတ်တဲ့စိတ်ပရိလို့ဟာအလုံးလေးတွေလောက်ထားတာနော်ကြီးပုတ်ကရိယာပေါ့အဲ့ဒါရဲ့ယူပြီးတော့မြစ်ထဲသွားပြီးတော့ဒီရေချိုးတာဟာဗျမနတွေသာချိုးတာလားတဲ့ကျန်တဲ့လူတွေရောမချိုးဘူးလားကျန်တဲ့လူတွေလည်းချိုးတာပဲအဲ့တော့လူချင်းတူတူဖြစ်ပါရဲ့တဲ့ဒီနေရာမှာဗျမနတွေကငါကသားတယ်လို့ဘယ်လိုလုပ်ပြောမှလဲငယ်ငယ်တုန်းကပြောရလို့လူချင်းနှာခေါင်းဆောက်ထိုးတတ်တာရင်တူတူပဲဘာထူးလို့လဲနော်နှာခေါင်းကတော့သူကအပေါ်လှမ်းမနေဘူးနောက်ဆောက်ထိုးထားတာလူချင်းတူတူပဲဘာလို့ခွဲခြားကြရတာလဲပြောတာလေနှာခေါင်းဆောက်ထိုးတဲ့ပါဇက်ကန့်လန့်နဲ့အဲ့လိုပြောကြတယ်အဲ့ဒါတူတူဖြစ်ပါရဲ့တဲ့ဘာများပို့ပြီးတော့တမှုပူရှူခြင်းရတာလဲလို့ဒီလိုဆိုတယ်နောက်မြတ်စွာဘုရားထောက်ပြတယ်အေးဆိုပါစို့တဲ့ဗျမနမှုေးတဲ့မီးခတ္တိယဝိတ္တသုဒ္ဓဆိုတဲ့မင်းတို့ကညံ့နေဆိုတဲ့လူတွေမှုေးတဲ့မီးအဲ့ဒီမှုေးတဲ့မီးတွေဟာတဲ့အယောင်ချင်းကွဲပြားခြားနာသလားတဲ့ဒါကတော့ဗျမနမှုေးလို့ဒီမီးကပို့ပြီးတော့အယောင်တောက်တယ်လို့ရှိလားတဲ့ဘယ်သူမီးလှုပ်လေမီးရမီးပဲလေအဲ့ဒီမီးကသာပူနိုင်လောင်နိုင်တာလားကျန်တဲ့လူတွေမှုေးတဲ့မီးကတော့ပူတာလောင်တာမရှိဘူးလားလို့ဆိုတာရှိတယ်ဒါလေသူကအကုန်လုံးမြတ်စွာဘုရားမေးခွန်းတွေထုတ်တဲ့အခါသူဘာတခုမှစန့်ကျင်ပြီးမပြောနိုင်ဗျမနမှုေးတဲ့မီးကသာလင်းအလင်းရောင်တွေရှိပြီးတော့ကျန်တဲ့လူတွေမှုေးတဲ့မီးကအလင်းရောင်မရှိဘူးဗျမနမှုေးတဲ့မီးကသာလင်းမိကိစ္စဆောင်ရွက်နိုင်တယ်ကျန်တာတွေကမိကိစ္စမဆောင်ရွက်နိုင်ဘူးဒီလိုလားဆိုတော့မဟုတ်ပါဘူးခေါ်တော့ဆိုတူတူပဲဆိုတဲ့အဓိပ္ပာယ်သူကသူဝန်ခံမိသားဖြစ်နေတယ်ဒီချက်တွေဟောနောက်တစ်ခါမြတ်စွာဘုရားကမရှိတယ်ဆိုပါစို့တဲ့ဗျမနအမျိုးသားနဲ့ခတ္တိယအမျိုးသမီးအိမ်အောင်ကြသူ့ကိုဗျမနလို့လဲတပိုင်းကခေါ်နိုင်တယ်သွေးရောတာခတ္တိယလို့လဲခေါ်နိုင်တယ်နှစ်ခုသို့တော်လူဟာတူတူပဲနော်လူဟာတူတူတခါခတ္တိယအမျိုးသားနဲ့ဗျမနအမျိုးသမီးအိမ်အောင်ကြလို့ရှိရင်လည်းပဲဟောခတ္တိယလည်းဟုတ်တယ်ဗျမနလည်းဟုတ်တယ်နှစ်ခုစလုံးတူညီတယ်သို့တော်ဒီဝလဝါဆိုတဲ့မြဲလို့လည်းခေါ်တယ်မြဲနဲ့ကတ္တရဝဆိုတဲ့မြင်းအဲ့ဒီမြဲနဲ့မြင်းသားစတရင်တော့မွေးလာတဲ့မြင်းကအတ္တတရာလို့ခေါ်တယ်မတူတော့မြင်းကပြားကြီးอ่ะနော်အတ္တတို့လာမြင်းဆိုတာအဲ့ဒါကိုခေါ်တာသူကကတ္တရဝနဲ့ဝလဝါနဲ့စัจ jা ထားတာအဲ့ဒီအတ္တတရာဆိုတဲ့လာမြင်းကြတော့မတူဘူးမျိုးဆက်ထားတာအဲ့ဒီမှာကြတော့ကွဲပြားခြားနားမှုရှိတယ်တဲ့လူမှာကြတော့ဘယ်လိုလုပ်ပြီးတော့ကွဲပြားခြားနားမှရှိမှလဲဆိုပြီးတော့မြတ်စွာဘုရားကဒီလိုတစ်ခုချင်းမြတ်စွာဘုရားကထောက်ပြီးတော့ပြတော့
သူကမြတ်စွာဘုရားထောက်ပြတဲ့စကားတွေနဲ့ပတ်သက်ပြီးညင်းကွယ်ခြင်းကသူမစွမ်းနိုင်ဘာမှမညင်းပယ်နိုင်တော့ဒီတိုင်းနေရအဲ့တော့မြတ်စွာဘုရားကစိစစ်ဝေဖန်ပြီးတော့ပြတယ်သူငါမေးမယ်တဲ့မင်းဖြေရမယ်ငါမေးမယ်ကဲမင်းတို့ဗြဟ္မဏတွေရဲ့အယူဆအရာပြောဗြဟ္မဏညီကိုနှစ်ယောက်အမေကလည်းဗြဟ္မဏအဖေကလည်းဗြဟ္မဏညီကိုနော်တမိတ်အေးတဖေးတဲ့မွေးတဲ့ညီကိုအရင်ဟုတ်ပြီညီကိုအရင်နှစ်ယောက်ရှိတယ်တယောက်ကဝေရာကျမ်းတတ်တယ်တယောက်ကဝေရာကျမ်းမတတ်ဘူးအဲ့ဒီနှစ်ယောက်ကိုဗြဟ္မဏတွေအခမ်းအနားမှာဘသူ့ကိုဦးစားပေးမလဲမေးတာအဲ့တော့ဝေရာကျမ်းတတ်တဲ့လူကိုဦးစားပေးမယ်အဲ့ဒီဝေရာကျမ်းတတ်တဲ့လူဦးစားပေးတယ်လို့ဆိုရဲကဇက်ကနောက်ရောက်မသွားဘူးလားဇတ်တူတယ်လေသူတို့နှစ်ယောက်အဲ့ဒီနှစ်ယောက်ဟာ equal မဟုတ်တော့ဘူးဘာကြောင့် equal မဖြစ်တော့တာတော့ဆိုရင်အကြီးချင်းကကွာသွားတာနော်ကောင်းပြီတဲ့မြတ်စွာဘုရားဗေဒကျမ်းတတ်တဲ့လူကိုဦးစားပေးတယ်ဟုတ်ပြီအဲ့ဒီဗေဒကျမ်းတတ်တဲ့လူကဒုက္တိလကိုချင်းမကောင်းဘူးအကျင့်ပြတ်နေတဲ့လူဟိုဗေဒကျမ်းမတတ်တဲ့ညီအကိုကသူကကိုချင်းတရားကောင်းတယ်ဆိုအဲ့သူတို့နှစ်ယောက်မင်းဘသူရွေးတော့ဗြဟ္မဏတွေခန္ဓာမှာဘသူကိုဦးစားပေးမလို့ဆိုဗေဒကျမ်းမတတ်ပေမဲ့လို့ကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်ကိုရွေးရမှာပါတဲ့ကိုချင်းသီလမကောင်းတဲ့လူကတော့အလကားပဲပေါ့သူ့ကိုကြွေးလို့မွေးလို့ဘာမှအကျိုးမရှိဘူးဆိုဟောတခါဖြစ်သွားပြန်ရောကိုချင်းတရားဘက်ကိုသူရောက်သွားတယ်နော်ကိုချင်းတရားဘက်ရောက်သွားတယ်မြတ်စွာဘုရားကမသိဝိသမေခွန်းနေထုတ်လိုက်တာမြတ်စွာဘုရားရဲ့ထောင်ချောက်ထဲသူကိုဝင်သွားတယ်တရားနော်သဘောကသူပြောတော့ကတော့ဇတ်ပဲအဲ့ဒီမှာမြတ်စွာဘုရားကထောက်ပြတယ်မင်းပထမတော့ကတော့ဇတ်ကအရေးကြီးတယ်ပြောတယ်အခုနောက်တစ်ခါကျတော့ဝေရာကျမ်းတတ်တာနဲ့မတတ်တာကျတော့ဝေရာကအရေးကြီးလာပြန်တယ်တစ်ခါဝေရာကျမ်းထဲမှာတစ်ခါကိုချင်းတရားကတစ်ခါအရေးကြီးလာပြန်တယ်ဆိုတော့ငါပြောတဲ့ဇာတုဝဏ္ဏသုတ်တိပဲတဲ့ဒါနော်နောက်ဆုံးကျတော့ကိုချင်းသီလကောင်းမှတန်ဖိုးရှိတယ်ဆိုတာသိသွားပြီဇာနဲ့မဆိုင်ဘူးဆိုတာသိသွားတယ်ပေါ့ရှင်းမသွားဘူးလားဇာနဲ့မဆိုင်ဘူးဆိုတာနော်မျိုးရိုးနဲ့မဆိုင်ဘူးတဲ့ကိုချင်းသီလနဲ့ပဲဆိုင်တယ်လူရဲ့အနှိမ့်အမြင့်အဆင့်တန်းဆိုတာကိုချင်းသီလနဲ့ပဲဆိုင်တယ်လို့အဲ့ဒီလိုမြတ်စွာဘုရားကငါပြောတဲ့ဇာတုဝဏ္ဏသုတ်တိပဲမင်းထောက်ခံနေတာမဟုတ်လားလို့ဆိုဘာမှမပြောနိုင်တော့ခေါင်းကြီးငုံပြီးထိုင်နေနော်အဲ့ဒါလို့ခေါင်းကြီးငုံထိုင်တဲ့အခါကျတော့မှမြတ်စွာဘုရားကသမိုင်းကြောင်းလေးတစ်ခုပြောပြတယ်အရင်တုန်းကတဲ့အရင်တုန်းကဒီဗြဟ္မဏယသိတွေ9ယောက်တော့ရသင်္ကန်းကျောင်းမှာနေကြတယ်အဲ့လိုနေတဲ့အချိန်လေးမှာဒေဝီလဆိုတဲ့အတိတဒေဝီလဆိုတဲ့ယသိอ่ะသူကဇာပေညင်ရတယ်ဒါပေမဲ့အမျိုးမြတ်ပုံမရဘူးဇာပေညင်ရတဲ့ယသိကအဲ့ဒီသူတို့နေတဲ့သင်္ကန်းကျောင်းနေတဲ့ကဒီစဉ္ညာလမ်းပေါ်မှာတက်ပြီးတော့သူကဗြဟ္မဏယသိတို့ဘယ်သွားကုန်ကြတော့ဗြဟ္မဏယသိတို့ဘယ်သွားကုန်ကြတော့နဲ့ဆိုပြီးတော့အတန်ကျဲကျဲနဲ့မေးတဲ့အခါကျတော့ယသိတွေကတို့နေရလာပြီးဆူညံနဲ့စကားကြဲလောင်ပြောတာဘသူတုံးဆိုပြီးတော့ထွက်ကြည့်ကြတော့ဒေဝိလယသိဖြစ်နေတော့ကြည်စမ်းမှာဒိုးစီလာပြီးတော့စောကားပေါ့ပြောရမလားလို့ဆိုပြီးတော့သူ့ကိုတို့ချိန်ဆကြမယ်ရှေ့ကလည်းကြောက်เสียပဲချိန်ဆတာနော်ဝိုင်းပြီးချိန်ကြတယ်ဘယ်လိုလုပ်တော့ဆိုဒီသူရုပ်ပြဖြစ်ပါစေဒီသူရုပ်ပြဖြစ်ပါစေဆိုပြီးတော့ပြဖြစ်ပါစေဆိုဝိုင်းကြိမ်ကြတာဟိုကအစွမ်းတကူတွေရှိတဲ့ပုဂ္ဂိုလ်ဆိုတာမန်ပုဂ္ဂိုလ်ဆိုရင်သူတို့ကြိမ်လိုက်ရင်ပြဖြစ်သွားတယ်သူတို့မန္တန်ကစွမ်းတယ်ပြဖြစ်သွားတယ်အတိတဒေဝိလယသိကြီးကတော့သူတို့ကြိမ်လေးသူကအယုတ်ဆင်းကလှပြီးပြုံးလေးအဲ့လိုဖြစ်လာသူတို့ကြိမ်လေးဒီကပိုလှလာလေးသူတို့ကြိမ်လေးပိုလှလာလေးဆိုတော့သူတို့လန့်ကုန်အဲ့လိုလန့်ကုန်တော့ငါတို့လှုပ်ထားတဲ့မန္တန်နေဘာမှအစွမ်းမထက်တော့ပါလားကြည်စမ်းငါတို့ကြိမ်လေးသူကတကိုးကြီးလာလေးပို့ပြီးတော့ရုပ်ဆင်းနေလှလာလေးတောက်ပြောင်လာလေးဖြစ်တယ်ပြမဖြစ်ဘဲနဲ့သူကပို့ပြီးတော့လှလာအဲ့ဒါလို့မြတ်စွာဘုရားက
အဲ့ဒါနဲ့ဟာတို့အကျင့်တွေအလကားဖြစ်ကုန်ပြီဘာမှမစွမ်းတော့ဘူးလို့ပြောတော့ဒေဝိလယတိကြီးကပြောတယ်မဟုတ်ပါဘူးတဲ့မင်းတို့အတတ်ပညာတွေစွမ်းပါတယ်တဲ့ငါပေါ်မှာပြစ်မှားတဲ့စိတ်လေးကိုမင်းတို့ဖယ်ကြစွန့်ကြတယ်ငါပေါ်မှာပြစ်မှားတဲ့စိတ်မထားနဲ့တဲ့ပြစ်မှားတဲ့စိတ်နဲ့မထားနဲ့ဆိုပြီးတော့သူတို့ပြောပြီးတော့ဒေဝိလယတိကမေခွန်းထုတ်တယ်သူတို့နေစမ်းမအောင်ဗြဟ္မဏဆိုပြီးတော့ကိုယ့်ကိုယ်ဇတ်မြင့်ဆိုပြီးတော့ယူဆပြီးတော့မာမာနတွေကြီးနေကြတာမေခွန်းတစ်ခုမေးပြရစေတဲ့မေခွန်းလေးတစ်ခုမေးပြရစေမင်းတို့ဗြဟ္မဏတွေရဲ့မင်းတို့ရဲ့အမေမင်းတို့ရဲ့အမေကမင်းတို့အဖေဗြဟ္မဏနဲ့သာပတ်သက်တယ်တခြားလူနဲ့မပတ်သက်ဘူးလို့မင်းတို့ပြောနိုင်လားနော်တခြားလူနဲ့မပတ်သက်ဘူးလို့မင်းတို့ပြောနိုင်လားတဲ့ဒါကတော့ဟိုရွှေချင်းဆရာတော်ကြီးတန်တရားဖြစ်တယ်လို့ပဲနော်ရွှေချင်းဆရာတော်ကြီးကဝိနည်းကျမ်းနဲ့ပတ်သက်လာလို့ရှိရင်အဖေပေါ်မှာတန်တရားရှိတယ်အဖေပေါ်မှာတန်တရားရှိတော့ငါအဖေမဟုတ်မဟုတ်ကလားဒီလိုတန်တရားရှိတာတန်တရားရှိတော့အမေကတော့သိကြတယ်လေအဖေမသိကြဘူးသူကအဖေမသိကြတော့တခါကြီးဘုန်းကြီးတွေဆိုတာဖိတ်ထားရတယ်ပေါ့ဖိတ်ထားမှလှူခံကောင်းတယ်ပေါ့လိုရာရှိဖိတ်ပါလို့ပြောပါဖိတ်ထားပါလို့ဆိုသူတခါကြီးကဘာပြောတော့ဆိုကိုတော်ဒီလောက်တန်တရားကြီးကိုတော့အမေပဲမေးတော့တဲ့အဲ့လိုပြောတယ်အဲ့တော့အခုဒီဒေဝိလယတိကလည်းမေးလိုက်တာကိုတော်တို့ရဲ့အမေကကိုတော်တို့အဖေနဲ့တင်ပတ်သက်တယ်လို့ကိုတော်တို့ပြောနိုင်လားမပြောနိုင်ကို့အဖေမှမြင်မှမမြင်ဘူးလားဘယ်လိုလုပ်ပြောအဖေကိုမြင်ရတာမှမဟုတ်တာမွေးပြီးမှဒါအဖေဆိုလို့ဖေးလိုက်ရတာဟုတ်နော်အမေကတော့သိတယ်လေဟောနောက်တစ်ခါကိုတော့အမေရဲ့အမေတွေကရောဗြဟ္မဏမျိုးစစ်ဆိုတာရောသိကြလားတဲ့ဟောအဲ့ဒါလည်းမသိကြဘူးကဲကိုတော့အဖေကရောအဖေစစ်ဆိုတာရောသိကြလားဒီအဖေရဲ့အဖေကရောမျိုးရိုးမပြတ်ဘူးဆိုတာရောသိကြလားဆိုသူတို့ကပြောတာပြောနေတာလက်တွေ့မျက်တွေ့နဲ့ကြည့်မယ်ဆိုရင်ဘယ်ဟာမှမသိကြဘူးလေဟုတ်တယ်မဟုတ်လားကိုမမွေးခင်ကကို့အဖေမြင်ဘူးထားရင်တော့ဒါငါအဖေလို့ပြောလို့ရမယ်ကိုမမွေးခင်ကကို့အဖေမြင်မှမမြင်ဘူးတာဟုတ်အဲ့တော့အဖေလားမဟုတ်ဘူးလားလို့ဘယ်လိုလုပ်ပြောအဲ့ဒါလို့စစ်ဆေးလိုက်တဲ့အခါအဲ့ဒီယသိတွေကဘာမှပြန်မပြောနိုင်ဘူးတဲ့ဗျမနာတွေသူတို့ဟာဟုတ်မှမဟုတ်တာဟုတ်မြတ်စွာဘုရားကအဲ့ဒီတုန်းကတောင်မင်းတို့ဗျမနာယသိတွေမေးခွန်းတွေကိုထုတ်တာမဖြေရှင်းနိုင်တာတဲ့အခုငါနဲ့ပြောနေတော့မင်းဘယ်လိုလုပ်ဖြေရှင်းမှလဲတကယ်ကတော့မြတ်စွာဘုရားကဓမ္မဝါဒီပဲလေလက်တွေ့သမားလက်တွေ့လမ်းကြောင်းကနေပြောတာသူတို့ကလက်တွေ့မဟုတ်တာကိုယုံကြည်ချက်နဲ့ပြောတာမတူဘူးပေါ့နော်လက်တွေ့မကြတာနဲ့အတွေးသမားနဲ့ဒီလက်တွေ့သမားဟာကွာခြားတယ်ပေါ့အေးမင်းတို့ဆရာတပည့်တွေဟာတဲ့ပြည့်စုံတဲ့ဗြဟ္မဏဆိုတာမဟုတ်ဘူးလို့မြတ်စွာဘုရားကဒီလိုဏိကုံးချုပ်ပြီးတော့ပြောလိုက်တော့အတ္တလာယနာဟာနောက်ဆုံးမှသူမြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကတဲ့ပုဂ္ဂိုလ်ဖြစ်ဝန်ခံပြီးတော့သူသွားတယ်အဲ့ဒီလိုနဲ့ဗြဟ္မဏတွေနဲ့ပတ်သက်လာတဲ့အယူအဆတွေကိုမြတ်စွာဘုရားဟာဒီဗြဟ္မဏဒီရဲ့လမ်းလွဲနေတဲ့အချက်တွေလွဲမှားနေတဲ့အယူအဆတွေကနေပြီးတော့ပျောက်ကင်းအောင်မှန်ကန်တဲ့လမ်းကြောင်းကိုတင်ပေးတဲ့အနေနဲ့ကြိုးပမ်းအားထုတ်ခြင်းသာဖြစ်တယ်ဗြဟ္မဏတွေကိုနှိပ်ကွက်လို့ဗြဟ္မဏတွေပျက်စီးအောင်လုပ်တဲ့အဓိပ္ပာယ်မျိုးမဟုတ်ဘူးသူတို့ရဲ့မှားယွင်းနေတဲ့အယူအဆတစ်ခုကိုမှန်ကန်တဲ့လမ်းကြောင်းကိုရောက်အောင်တင်ပေးခြင်းသာဖြစ်တယ်ဒါဟာလဲလောကသားတွေရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ပဲဖြစ်ပါတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့အတ္တလာယနာသုတ်လာဒီမှတ်တမ်းအရာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလူလောကအစဉ်တန်းခွဲခြားမှုနဲ့ပတ်သက်ပြီးစက်အခြေခံပြီးတော့ခွဲခြားတဲ့စနစ်ကြီးကိုပြုတ်ပြက်အောင်ကြိုးစားပြီးတော့ကိုချင်းတရားအခြေခံတဲ့ဒီလူတွေရဲ့ကိုချင်းတရားနဲ့သာလေလူတွေရဲ့ကွဲပြားခြားနာမှုကိုမှတ်ယူသင့်တယ်ဆိုတာကိုမှတ်ယူရမယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းဘုန်းကြီးတို့တွေဟာလည်းပဲကိုချင်းတရားကောင်းအောင်တို့တွေကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုစီသဘောကျပြီး
ကိုချင်းတရားကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း